အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်မယ်အပီဆို50နှစ်ကိုမစခင်မှာအရင်ပိုင်းကဖြစ်ခဲ့တာတွေကိုပြန်ပြောရမယ်ဆိုရင်ဖင်နီကိုအနိုင်ကျင့်တဲ့ကောင်ကိုမီနူကနောက်ကနေဆက်ပြီးနဲ့တိုက်ပြီးတော့သူမမြင်လိုက်လို့ပါဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီကောင်လေးလေသူခံလိုက်ရတာကြောင့်စိတ်တူသွားပြီးတော့ထလာကဟဲ့မင်းဒါတမင်သက်သက်လုပ်တယ်မလားဆက်ပြီးနဲ့တိုက်ပြီးတော့ sorry ပြောုံနဲ့ငါကြေနပ်မယ်ထင်နေရလားဆိုပြီးတော့စပြီးတော့ရန်လုပ်ပါရယ်မီနူကတော့အေးအေးဆေးဆေးပဲမင်းလည်းသူများကိုချိုးတာပဲလေအဲ့ဒါကရောကောင်းတယ်ထင်နေရလားဆိုပြီးတော့ပြန်ပြောလိုက်ပါရယ်တို့အချိန်မှာအနိုင်ကျင့်တဲ့ကောင်ကဟုတ်မမင်းလို့မလောက်လေးမလောက်စားကောင်ကများငါ့ကိုပြန်ပြောရတယ်ထပ်ပြီးတော့ရန်လုပ်တော့မယ့်အချိန်မှာပဲတခင်လေးအဲ့မှာဘာလုပ်နေရလဲဆိုပြီးတော့မီနူရဲ့တက်တော်ဆောင်တွေရောက်လာခဲ့ပါရယ်တို့အချိန်မှာပဲသူတို့အဖွဲ့တွေကကောင်လေးတယောက်မှာသူ့မှာတက်တော်ဆောင်ပါတာကြောင့်သွားမရှုပ်ဖို့ပြောလိုက်ပါတယ်။အဲ့ဒါကြောင့်ပဲအနိုင်ကျင့်တဲ့ကောင်လေးတွေအဖွဲ့လေရှောင်ထွက်သွားလိုက်ပါတယ်။ထို့နောက်မင်းကဗင်းနီကိုမင်းရောအဆင်ပြေရလား။နောက်တစ်ခါအိတ်ကောင်တွေထပ်ပေါ်လာရင်ငါ့ကိုပြောဆိုပြီးတော့ပြောလိုက်ပါတယ်။ဗင်းနီကတော့သူ့အဆင်ပြေကြောင်းနဲ့ဒီကိစ္စတွေကိုခောက်ထားလိုက်ဖို့ပြောလိုက်ပါတယ်။မင်းကလေဟာမင်းကလေဒီကောင်တွေကိုနောက်တစ်ခါဆိုရင်ဒီလိုလွတ်မပေးတော့ဘူး။ဘာလို့လဲဆိုတော့ဒီပတ်ဝန်းကျင်မှာငါနဲ့ဆက်မိတ်စီဘူးကမဲမရှိတာငါဆက်မိတ်စီဘူးအဖွဲထောင်လိုက်ချင်းကြရင်မင်္ဂလာတို့အဖွဲကိုဝင်ကိုဝင်ရမယ်ဆိုပြီးတော့ဖင်နီကိုပြောလိုက်ပါတယ်ထို့နောက်တက်တော်စောင်းတွေလည်းရောက်လာပြီးတော့မင်းကိုသူ့အဖေကညစာစားဖို့ခေါ်နေရကြောင်းအိမ်ပြန်ကြဖို့ပြောလိုက်ပါတယ်မင်းကတော့သူထက်ကစားချင်တဲ့ကြောင့်အတင်းကြီးနေခဲ့ပါတယ်သလိုနဲ့တက်တော်စောင်းတယောက်ကသူ့အတူနေတဲ့ဖင်နီလေးဘက်ကိုလက်လာပြီးတော့ဟေ့မင်းကိုခုတည်းကသတိပေးလိုက်မယ်မင်္ဂလာတို့သခင်လေးနဲ့ဝေးဝေးနေနောက်တစ်ခါငါတို့ဒီလိုမျိုးထပ်တွေ့ရင်မင်းမလွယ်ဘူးမဆိုပြီးတော့ပြောကမင်းကိုခေါ်သွားကြပါရယ်ဖင်နီကတော့ငါဘာဖြစ်နေလို့လူတွေကငါအပေါ်ဘာလို့မကောင်းကြလဲဆိုပြီးတော့တွေးကအားငယ်နေကြပါရယ်ဒီလိုနဲ့ဖင်နီအလက်တန်းကျောင်းကိုစတင်ရတဲ့အချိန်ကြပြန်အောင်လေကျောင်းသားတွေကသူ့ရဲ့မွေးရပါဖြစ်နေတဲ့စပင်းတွေမျက်လုံးတွေကိုကြည့်ပြီးတော့လောင်နေကြတာကိုခံရပြန်ပါတယ်။ဖီနီလေဒါတွေကိုမြင်နေကြနေရတော့စိတ်ညစ်နေပါတယ်။ထို့ချိန်ကကျောင်းစာဖွင့်တဲ့ပွဲရက်ဖြစ်တဲ့ကြောင့်ဖီနီမီကသူ့သားအတွက်ပန်းစည်းလေးကင်ကကျောင်းသားတွေရဲ့နောက်ကနေစောင့်နေခဲ့ပါတယ်။ဖီနီကတော့သူ့ဟာသူတော့လူတွေပြောတာကိုခံနေရတာသူ့ဘေးရဲ့ပုံစံနဲ့ဆိုရင်ပူဆိုးလာတော့မှဖြစ်တာကြောင့်ရှက်စိတ်ဝင်လာခဲ့ပါတယ်။ထို့ကြောင့်ဖီနီမီကသူ့ရှိရောက်လာကသူ့သားလေးအလဲတန်းကြီးရောက်လာပြီဖြစ်တာကြောင့်ဂုံပြူပါရဲဆိုပြီးတော့ပန်းစည်းလေးပေးလိုက်ပါတယ်။ဖင်နီကတော့ပန်းစည်းလေးကိုယူလိုက်ပေမယ့်သူမြင်အောင်နေရကတော့သူတို့နှစ်ယောက်စလုံးကိုလောင်ရီနေကြမယ့်လူတွေနဲ့အဲ့ဒီလူတွေပြောနေကြမယ့်စကားတွေကိုဖြစ်ပါတယ်။ပြီးရင်တော့ဖင်နီအမေကတော့ဖင်နီကိုပန်းစည်းလေးနဲ့တက်ဖို့ရိုက်ပြီးမှဖြစ်တာကြောင့်ပြုံးပြဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့ထိုအချိန်မှာတော့ဖင်နီကသူခံစားနေရတဲ့ဒုက္ခတွေကြောင့်ဖြစ်လာတဲ့ဒေါသတွေကိုသူ့အမေပေါ်မှာပုံချလိုက်ပါတယ်အမေကိုကျောင်းကိုမလာဖို့ဘယ်နှခါပြောရမလဲအမေဒီပုံစံကြီးတွေကတခြားသူတွေရဲ့ရှေ့မှာဆိုရင်ရှက်ဖို့ကောင်းတယ်ဗျာဆိုပြီးတော့ပြောလိုက်ပါတယ်ထို့နောက်ဗင်နီကသူ့ကိုကြည့်မဆိုင်ဘူးနဲ့အလုတ်ပဲသွားလို့ဖို့ပြောကထွက်ပြေးသွားခဲ့ပါတယ်ဗင်နီရဲ့အမေကတော့သူ့သားလေးပြောလိုက်တဲ့စကားတွေကြောင့်အောက်မှာကြာနေပန်းမွေးတွေကိုပဲကြေမွသွားခဲ့ပါတယ်ဗင်နီလည်းစိတ်ညစ်ညစ်နဲ့လမ်းလျှောက်လာခဲ့နေသူ့ကိုအနိုင်ကျင့်ခဲ့တဲ့ကောင်တွေနဲ့လမ်းမှာပြန်တွေ့ပါတယ်အနိုင်ကျင့်တဲ့ကောင်ကတော့ဖင်နီကိုမတွေ့ရတာကြာပြီနော်ဆိုပြီးတော့ဖင်နီစီကိုပြေးလာကအသက်လွတ်ကြီးထိုးချလိုက်ပါတယ်။ထို့နောက်လဲကြနေတဲ့ဖင်နီရဲ့ခြေထောက်ကိုနင်းလိုက်ပြီးတော့ငါမင်းကိုပြောထားတယ်မလား။နောက်တစ်ခါငါတို့ကိုတွေ့ရင်ခွေးလိုဟောင်ပြမယ်လို့မင်းငါတို့နဲ့တကြောင်နဲ့ကြတာမင်းကန်ဆိုတာပဲဆိုပြီးတော့ပြောနေပါတယ်။ထို့နောက်သူတို့ဖွဲ့တဲ့ကတကောင်ကကျောင်းစာဖွင့်တဲ့ရက်ကသူတို့ဒီလိုလုပ်နေတာဆရာတွေမိသွားရင်မကောင်းတာကြောင့်ရလိုက်ကြဖို့ပြောလိုက်ပါတယ်။အဲဒါကြောင့်သူတို့လည်းဗီနီကိုနောက်တစ်ခါသူတို့ကိုတွေ့ရင်ခေါင်းငုံသွားဖို့ပြောပြီးတော့ထွက်သွားကြပါတယ်။သူတို့ထွက်သွားချိန်မှာတော့သူတို့ကဗီနီရဲ့အမေကိုရက်ခွဲထဲမှာမြင်မှုတာကြောင့်သူ့မိကမျက်နှာမှာအမာရွက်ကြီးနေကွာ။မျက်နှာကြီးကယုံစရာကြီးဆိုပြီးတော့ပြောကရဲနေကြပါတယ်။ဗီနီလည်းသူတို့ရဲ့စကားတွေကိုကြားနေရတဲ့ကြောင့်ဒေါသတွေထွက်လာပြီးတော့ထလာခဲ့ပါတယ်
ထွန်းတော်ဖင်နီကခွေးသားတယ်မင်းတို့အိမ်မှာရလိုက်ကြစမ်းဆိုပြီးတော့ဒေါသတကြီးနဲ့ပြောလိုက်ပါတယ်အနိုင်ကြီးနဲ့ကောင်ရင်လည်းကြောင်သွားပြီးတော့မင်္ဂါတို့ကိုဆက်လိုက်တာလားဆိုပြီးတော့ဖင်နီကိုထပ်တွေ့ဖို့ပြန်လာခဲ့ပါတယ်ထို့နောက်ဖင်နီကိုထိုးဖို့ရွက်လိုက်တဲ့အချိန်မှာပဲဖင်နီကသူ့အိတ်ကနေရှိတဲ့ Forbin ကိုဆွဲထုတ်လိုက်ပြီးတော့ဟိုကောင်ရဲ့လက်မောင်းကိုထိုးပစ်လိုက်ပါတယ်ပြီးရင်တော့မျက်နှာကိုပါလက်သီးတစ်လုံးထပ်ကျွေးလိုက်ပါတယ်ဖင်နီလေဒီနီးလန်းကငါအသက်ဆက်ရှင်နိုင်မဲ့တခုတည်းတော့အရာပဲလို့ခံယူလိုက်ပြီးတော့လဲကျသွားတဲ့ကောင်ကိုအသေးခွထိုးပါရီထိုးနေရဲ့အချိန်မှာလေငါလူတိုင်းကိုကောင်းကောင်းမွန်မွန်ဆက်ဆံပြီးခဲ့ဒါပေမဲ့ငါ့ကိုနင်းသွားကြတဲ့ကောင်တွေကြီးပဲအေးအဲ့ဒါကြောင့်မင်းတို့လိုကောင်မျိုးတွေကဒီလိုမျိုးနဲ့ပဲတက်တယ်ဆိုပြီးတော့တွေးနေခဲ့ပါတယ်ဒါလို့လည်းပဲဖင်နီခုလိုသူများတွေကိုထိုးကြည့်နိုင်ယူပြီးတော့လူတွေကသူ့ပေါ်မှာထားတဲ့လေးစားတဲ့စိတ်ကြောက်တဲ့စိတ်တွေပေါ်မှာပဲပျော်မွေ့လာပြီးတော့အထက်တန်းရောက်တဲ့အထိတိုင်းဒီအတိုင်းပဲဆက်လက်ပြီးတော့ရှင်သန်လာခဲ့ပါတယ်အခုချိန်မှာတော့ဖင်နီရဲ့အမေကပြန်သတိရလာပြီးတော့သူ့သားရဲ့လက်ကလေးကိုအားကိုးတကြီးကင်ထားလိုက်ပါတယ်ထွန်းတော်ဖင်နီလည်းသူ့အမေကိုစီးရုံမှာထားခဲ့ရပြီးတော့တယောက်တည်းအိမ်ပြန်လာခဲ့ပါတယ်ရက်ွက်တဲ့အဝင်တရားလေးတစ်ခုကိုရောက်တဲ့အချိန်မှာတော့သူအိတ်ကထဲမှာရှိတဲ့ဆက်လက်ဘူးလေးကိုထုတ်လိုက်ပါတယ်ဒါပေမဲ့မနေ့တည်းကဆက်လက်ဘူးထဲမှာဆက်လက်တလိမ့်မှမရှိတော့တာကိုသတိရသွားတာကြောင့်ဖင်နီလဲဆက်ညစ်ပြီးတော့သက်ပြင်းတစ်ချက်ချလိုက်ပါတယ်ထို့နောက်သူလည်းဟိုးရင်ကဖြစ်ပြက်ခဲ့တဲ့အဖြစ်ပြက်တစ်ခုကိုစိတ်ညစ်ညစ်နဲ့ပြန်စဉ်းစားနေမိပြန်ပါတယ်ထို့ချိန်တုန်းကဖင်နီအမေလည်းသူ့သားလေးကပေါ်သားကြောင့်စားခြင်းနဲ့ပြောတာကြောင့်အလုတ်ကအပြန်မရှိမဲ့ပတ်စံနေနဲ့ဈေးတွေတက်နေပြီဖြစ်တဲ့အသားတွေကိုသူ့သားလေးစားဖို့ဝယ်ခဲ့ပါတယ်ခေါင်းထဲမှာလေဘယ်လိုပဲဖြစ်ဖြစ်ငါသားလေးကိုဒီညတော့သူစားရင်တဲ့အသားလေးကိုလှုပ်ကျွေးလို့ရပြီဆိုပြီးတော့တွေးနေကပျော်နေခဲ့ပါတယ်ဒီလိုနဲ့သူတို့အိမ်သားကိုအရောက်မှာတော့မိတွေလောင်းနေသူတို့အိမ်ကြီးကိုတွေ့လိုက်ရပါတယ်လူတွေကလည်းဝိုင်းကြည့်နေကြပြီးတော့ဖင်နီအမေလည်းအိမ်ထဲမှာရှိနေတဲ့သူသားလေးကိုတတိယကဝယ်လာတဲ့ပစ္စည်းတွေကိုလွတ်ချလိုက်ပြီးတော့သားစော်နဲ့မီးလောင်နေတဲ့သူတို့ရဲ့အိမ်ထဲကိုပြေးဝင်သွားပါတယ်အိမ်ထဲမှာတော့ဖင်နီလေးကမိတွေကြားထဲကနေသူ့အမေကိုတကြောခေါ်ကငိုနေခဲ့ပါတယ်ထို့တော့မီးရှံတွေကြားကနေကိုမီးလောင်ခံပြီးတော့ကျိုးဝင်လာတဲ့ဖင်နီအမေကသူ့သားလေးကိုပွေ့ဖွဲ့ထားလိုက်ပါတယ်တလုံးနဲ့ပဲဖင်နီလေးဆေးရုံမှာပြန်တတိရလာပြီးတော့သူ့ဘေးနားကိုကြည့်လိုက်တဲ့အချိန်မှာတော့ရှော့ရသွားခဲ့ပါတယ်သူမြင်လိုက်ရတာကမျက်နှာတစ်ချမ်းမီးလောင်သွားပြီးတော့ဂရင်မမလဲနေတဲ့သူ့အမေပဲဖြစ်ပါတယ်ဒါတွေကိုပြန်တွေးမိတဲ့ရုပ်မှရိုင်းဆိုင်ပြီးတော့အသင်းမာလာပါတယ်ဆိုတဲ့ဖင်နီလေအခုအချိန်မှာတော့သူ့ကိုယ်သူမားနေရလားမန်နေရလားလို့ဝေခွဲလို့မရတော့ဘဲနဲ့မျက်ရည်တွေတသိန်းစီးကျလာပါတော့အခုပိုင်းလေးရဲ့နောက်ဆုံးအခါမှာတော့တယောက်တည်းကြိတ်ငုံနေတဲ့ဖင်နီရဲ့နေရာတစ်ခုမှာကတ်ထားတယ်နိုင်ဝန်သားတရားရမယ်စပိန်ပြိုင်ပွဲပိုရှာတော့ကိုပြထားပြီးတော့အဆုံးသတ်ထားပါတယ်ခင်ဗျာဒီနေရာဒီလိုက်ပါကြည့်ရှုလာသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ